ကဲဒါတော့ line မောနေနောက်ထပ်အတိတ်ရောက်လာမယ်ကျွန်တော်ညီကို2ယောက်အတွက်ကျွန်တော်အကြောက်မျိုးလဲကောင်းကောင်းတင်ပေးမယ်ကိုကစူးစားရုံပဲဗျကျွန်တော်နေရာလဲတေချာလိုက်ကြည့်ထားပေးပြီဒီမှာဒါဒီမှာစိတ်ကြိုက်ကိုအာရုံရတဲ့နေရာလေးကိုဖောက်ပြီးတူးရုံပဲအတန်တိုင်နဲ့ပေါက်ပြားနဲ့ဂေါ်ရောင်းနဲ့အဲ့လိုမျိုးလေးတော့လိုလိမ့်မယ်ဗျဒါအေးဆေးလာတူးရုံပဲကျော်တော့ကျွန်တော်တို့ခွန်ပြူပေါ့ဗျခွန်ပြူတွေထွက်မယ်အရေးကြောက်လေးတွေပေါ့ပြီးရင်အကျွတ်ဆန်းလေးထွက်မယ်ဒါတူရဲ့ကျော်အနေထားဒီနေ့ကျွန်တော်လိုက်ပြပေးနေရမှာဖြစ်ပါတယ်ကဲဟိုဘက်မှာလည်းတူးရဲ့လူတွေအများကြီးပဲဗျဒါမိုးဟာထိုးထိုးပြီးတော့လို့လေတူးရမယ်ဗျကြောက်တူးရင်တော့ဒါတော့အရင်ကြီးအများကြီးမကုန်ဘူးဗျတနိုင်တစ်ပိုင်းကျွန်တော်တို့ပေါက်ပြားလေးတန်နိုင်လေးနဲ့ကျွန်တော်လာတူးနေလဲအောင်ပဲဗျအေးစစ်စစ်ဒါစိတ်လေးချမ်းသာရဘာမှလောစရာမလိုကြိုက်တဲ့နေရာမှာကျင်းချပြီးတော့ဒါတူးနေလိုက်အောင်ပဲကျော်ကတော့ share ပဲဗျာဒီကျော်ကျွန်တော်တို့အရင်တော့ရှာခဲ့တဲ့ကျော်ဗျကြောက်မျိုးလေးတွေတော်တော်ကောင်းတယ်သူ့ရဲ့မျိုးတန်းကြောက်တည်ပေါ့ဗျာဒီကတော်တော်ကောင်းတယ်ဗျဆိုတော့ဖြက်လို့တောက်လို့ရတယ်ဒီကထွက်တဲ့ကြောက်ကဖြက်ခံတယ်ပေါ့ဗျာဖြက်ခံတယ်ဆိုတာအထဲမှာဖြက်လိုက်ရင်ကြောက်တာရတယ်ဆိုတော့ပြောပါဗျကြောက်စီကြောက်တာကြောက်မျိုးတန်းတော်တော်ကောင်းတဲ့ကျော်ဗျဒီကျော်ကတော့ကြိုက်တယ်ကျွန်တော်လည်းကြိုက်တယ်ဒါကြောင့်မို့ကျွန်တော် line ပေါ်ကနေနှစ်ဖွဲလောက်တော့ခေါ်ခြင်းတယ်ဗျနှစ်ဖွဲလောက်ခေါ်ပြီးတော့တူးမယ်လာခြင်းတဲ့ညီကိုတွေကတော့ဒါကျွန်တော် CB မှာဆက်တွယ်ပေးပါလို့